အခုထိုင်းမှာရှိတဲ့လူတွေကျွန်တော်သတင်းတစ်ခုပေးခြင်းနဲ့အဲ့ဒါကတော့ဘာလဲဆိုတော့စစ်တပ်ကအဖွဲတစ်ခုထိုင်းကိုဆင်းလွတ်ထားပါတယ်နော်အဲ့တော့ထိုင်းမှာရှိတဲ့လူတွေနေတာထိုင်တာတွေလောက်တာကင်တာတွေလုံးဝသတိထားပါအဲ့ဒီအဖွဲဒီဘာလို့ဖို့ဆင်းလွတ်တာလဲဆိုတော့လုံးဝဒီထိုင်းမှာခလောက်ဆန်ပြီးလှုပ်ဖို့အဓိကဘာလဲထိုင်းအစိုးရအနေနဲ့မြန်မာနိုင်ငံသားတွေကိုညမိုးကျိုးလာအောင်မြန်မာနိုင်ငံသားတွေစူပူတဲ့တောင်းညမ်းတဲ့ဆိုတဲ့ဟာမျိုးဖြစ်လာအောင်စီစဉ်ဖို့အတွက်တီးတန့်လွှတ်ထားပါတယ်အခုဘာကြောင့်လွှတ်လဲဆိုတော့စစ်မှုထမ်းဥပဒေအခုကလူဆွဲကျင်တိုင်းဆွဲလို့မရတော့ဘူးတဖြည်းဖြည်းနဲ့နယ်တွေမှာလူကကုန်းနေပြီနော်စစ်မှုထမ်းဥပဒေအတွက်လူမရှိတော့ဘူးအဲ့ဒီအတွက်အခုဘိုင်းရိုက်ဖို့ဟာကိုချက်ချင်းရက်တန့်လိုက်ရဆိုတော့ကြားဘူးလားထိုင်းတမိုင်းမှာကြားဘူးလားသူတို့ကတော့နယ်စပ်တည်ငြိမ်ရေးလို့အကြောင်းပြောတယ်ကြားဘူးလားအဲ့တော့ထဲကဆက်ဆက်မှုတွေကိုခင်ဗျားတို့တတိထားပြီးတော့ထိုင်းကိုဒီစစ်တပ်ကတီးတန့်ဖွဲ့ထားတယ်အဖွဲတစ်ခုကိုလွှတ်ထားရောက်နေပြီရောက်တဲ့လူရောက်နေပြီနော်ရောက်နေပြီဆက်လာမဲ့လူတွေရှိတယ်အဲ့ဒါတွေကဘာလုပ်မလဲဆိုတော့ထိုင်းမှာရှိတဲ့မြန်မာတွေကိုထိုင်းအစိုးရမျက်မိုးကျိုးအောင်ချင်းချင်းပြောရင်ဒီမှာအခုမနေ့ကမှလူ130ကျော်ချင်းချင်းဖန်ခံနေတွေ့တာဟမ်အဲ့ဒါပဲနောက်ထပ်ဒီလက်ဆက်ဆိုးလာအောင်မယ်အဲ့တော့ကိုလောက်ကနေကိုလောက်ဒီကာလမှာကျွန်တော်အကြံပေးချင်တာတော့ဒီပန်းရောက်နေတဲ့ထိုင်းမှာမဟုတ်ဘူးဘယ်နိုင်ငံရောက်ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့နံပါတ်1ကိုယ့်ရဲ့နေဖို့ရဲ့စားဖို့ရဲ့အဲ့ဒီနှစ်ခုကိုအစဉ်ပြေအောင်အရင်ဖန်တီးပါနော်နေမဲ့စားမဲ့နေဖို့အတွက်လုံခြုံမဲ့စားဖို့တောက်ဖို့အတွက်အစဉ်မပြေမငတ်အောင်စားလို့ရမှာပြီးမှနံပါတ်3တစ်ချက်ကိုယ့်ရဲ့ကြီးပွားရေးကိုစဉ်းစားပါတောင်းအလုပ်အစဉ်ပြေတဲ့လုံခြုံတဲ့ဆိုရင်အသာလေးမေးပြီးလုပ်နေပါအလုပ်အကင်တွေရှားလိုက်မယ်တနေရပြောင်းလာတွားတာတွေလဲတာတွေပတ်တာတွေဒီကာလမှာဖြစ်နိုင်ရင်တတိထားပါကျွန်တော်တို့မှာအဖအမိမဲ့နေတဲ့အချိန်မှာနော်ထိုင်းမှာဒုက္ခရောက်လို့ဘယ်သူမှလာမကူနိုင်ငံခြားမှာဒုက္ခရောက်လို့ဘယ်သူမှလာမကူနော်အဲ့တော့ဒါကြောင့်မို့လို့လက်ရှိဒီစစ်ကောင်စီကလွှတ်လိုက်တဲ့အဖွဲ့ဟာကျွန်တော်နီးဟန်နဲ့လိုက်နေပါတယ်သိလားအဲ့တော့အချိန်တန်ကြရင်ကျွန်တော်တို့ဘယ်သူပါဆိုတာကိုသိရပါလိမ့်မယ်လောလောဆယ်တော့ကျွန်တော်တို့ကိုပြည်သူတွေကိုအားလုံးအဓိကကတော့ထိခိုက်မှာကိုစိုးရိမ်နေဘာမှမသိဘူးခဏပြောအဆောင်နေမှာပေါ့ပုံမှန်ပဲကိုကငကိုတွေကတောက်နေစားနေမယ်နော်တောက်နေစားနေမယ်အဲ့လိုပြီးလာရင်ဒီအဆောင်အောက်မှာကိုကအရက်တောက်နေကြနေ့တိုင်းဒါပေမဲ့အဲ့ဒီရက်ဝိုင်းကိုလာပြီးပြဿနာရှာမယ်ပြီးရင်ရိုက်ကြပုတ်ကြမယ်ဗမာတွေမူးကြစားကြပြီးတောက်ကြရမ်းကြရိုက်ကြတယ်ဆိုတဲ့နာမည်အဲ့ဒါလို့သဘောပေါက်လားမသိအဲ့လိုဟာမျိုးတွေလှုပ်ပြီးတော့မှွေဖို့အများကြီးရှိပါတယ်အခု20နဲ့တင်တန်းကျောင်း28ခုစစ်မှုထမ်းအတွက်စစ်မှုထမ်းအပတ်စဉ်20ကျော်ဝိုင်းနော်အဲ့တော့တစ်ပတ်ကို9000 6000နဲ့ပဲတွက်အောင်အင်အားဘယ်လောက်ရနေပြီထပ်ပြီးတော့တင်တန်းကျောင်းတွေနဲ့ထပ်တိုးချက်နေနော်အဲ့တော့ဒီကောင်တွေကမနိုင်အောင်လုပ်မှာပါမပူပါနဲ့ကျွန်တော်တို့တော်လှန်ရေးဘက်ကလူတွေစီးလုံးမှုညီညွတ်မှုပြောတာအဲ့ဒါကိုပြောတာနော်နောက်ရှိသေး